နှစ်ခုတလောဘယ်ဘက်ကိုပဲကြည့်ကြည့်စပယ်ပန်းနေတွေ့နေရတယ်လို့ပဲဘာလို့လဲဆိုတော့12ရက်နေ့ဩဂုတ်လကထိုင်းနိုင်ငံရဲ့အမေများနေပဲဖြစ်ပါတယ်ထိုင်းလူမျိုးအများစုကသူတို့ရဲ့မေမေတွေကိုစပယ်ပန်းလေးပေးပြီးတော့မြစ်တာနဲ့တိစုသမှုကိုပြကြတယ်ဒုမြန်မာနိုင်ငံရဲ့အမေများနေရတော့ပြတိုလာပြည့်နေပဲဖြစ်ပါတယ်ဒါပေမဲ့ဘယ်နှစ်မဆိုအမေကိုချစ်ပြီးလွမ်းနေရပဲလေဒီနေ့အကြံကောင်းလေးတစ်ခုကိုလာမျှဝေပေးမယ်။ခိုင်းကနေမြန်မာမှာရှိတဲ့အမေရိစီကိုပစ္စည်းပို့ချင်တဲ့လူတွေရဲ့အတွက်အမေရိအကြိုက်သိစင်မှာအမှန်ပဲ။နောက်တစ်ခုမမေးနဲ့နော်။ Twitter တက်ကိုသုံးပြီးအမေကိုချစ်တယ်ပြောဖို့မြန်မာပြည်ကိုဖုံးဆက်အောင်နော်။စက်သက်ရေးတိုင်းတွေတိုးထားလို့အင်တာနက်နှစ်ဆပုံမြန်လာပါပြီ။ပထမအဆုံးတစ်ခုကတော့အရတာမဟုတ်ကိုရီအမေကအမြဲတမ်းဟင်းချစ်တယ်မလား။အဲ့ဒါဆိုရင်ဒါလေးပဲပေးလိုက်။တော်ရဟင်းရေးချက်စားမလား။ပင်စိမ့်ချော်မလား။ဝါချောင်းစုပ်ပြုတ်လှုပ်ရှားမလားအမေတွေလည်းထိုင်းမီနူမျိုးစုံလှုပ်ရှားလို့ရတာပေါ့ဒါဆိုရင်ဒါလေးတွေထည့်လိုက်တော့မယ်နော်အိမ်အမေလည်းပတိစိန်ရင်ဒီလိုမျိုးငါလိုပဲရီးပင်းရင်နဲ့လဲနေမှာပဲဒါဆိုရင်တော့အမေကြိုက်လောက်တယ် digital ပတိလေးဖျားစာတစ်ခါရွတ်ပြီးတိုင်းဒီလိုလေးတခုရွှေ့လိုက်အောင်ပဲ digital ပတိလေးတွေကပုံစံမျိုးမျိုးလည်းရှိတယ်ဒါပေမဲ့ဒီပတိလေးကတော့တကယ်ပတိအစစ်စစ်ရတယ်လို့မျိုးခလားချက်ကိုပေးเสียနေပူနဲ့ထရတဲ့အမေရဲ့အတွက်လက်ညောင်းခံပြီးတော့ထိကြိုက်နေเสียမလို့တော့ဘူးဒါရိုးရိုးအထုံးမဟုတ်ဘူးနော်တန်ကာလေးနဲ့ပါတယ်ဘယ်တော့သားပူမှာမကြောက်ရတော့ဘူးနောက်ထပ်အမေတွေဖြစ်နေရှိတာကခြေထောက်ကြိုက်တာဒါလေးကိုမှထည့်ပေးလိုက်မယ်ဆိုရင်တော့ပို့ပြီးတော့ပြည့်စုံသွားပြီပေါ့ဒါလေးကချီပေါ်အောက်မှာကတ်ရတဲ့ဟာလေးသူကဓမ္မဆေးမိနေပါတဲ့ကြောင့်မလို့သူ့လက်ပမှုတွေလည်းကောင်းစေတယ်အကက်ခဲဆိုလည်းတက်တာစေတယ်ကို့အမေတွေညမိတ်ခင်မှာကတ်အိတ်ခံလိုက်ရုံပဲပစ္စည်းလေးတွေစုံပြီဆိုတော့အခုအမေစီကိုပို့ကြမယ်အော်ဒါနဲ့မြန်မာပြည်ကိုပစ္စည်းလေးတွေပို့မယ်ဆိုရင်ယုံကြည်စိတ်ချရပြီးတော့ပစ္စည်းလေးတွေတခြားအမဲ့နေရာလေးကိုရွေးဖို့လိုမယ်နော်အဲ့ဒါမှကိုပို့လိုက်တဲ့ပစ္စည်းလေးကအမေစီကိုရောက်မရောက်ဆိုတော့စိတ်ချရမှာပစ္စည်းတွေပို့ပြီးပြီဆိုတော့အမေကိုဖုံးဆက်ပြီးတော့ချစ်ချောင်းပြောဖို့လည်းမမေ့နဲ့အောင်နော်အမေကိုသမီးပစ္စည်းပို့ထားရယ်နော်အဲ့ဒါလာပို့အောင်စောင်းလိုက်အောင်အမေကိုသမီးချစ်တယ်အေးကျေးဇူးပါသမီးရဲ့သမီးကိုလည်းအမေချစ်ပါတယ်True ဒီတဲ့စင်းနဲ့မြန်မာအမေစီကိုဖုံးဆက်ပြီးတော့ပြောတာအမေစီကချစ်တယ်ဆိုတဲ့စကားလုံးတိုင်းကကြည်လင်ပြတ်သားနေရပဲဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် like and share လေးလုပ်သွားပေးအောင်နော်ပြီးတော့ Redmi 14C ဖုန်းလေးလည်းကန်ဆယ်လို့ရသေးတယ်တငယ်ချင်းတို့ရဲ့မေမေလေးစီကိုဗာလေးတွေပို့ပေးခြင်းလဲဆိုတာမှတ်သွားပေးအောင်ပါပဲရှင် True ဒီတဲ့မြန်မာစင်းကို3ကြဆိုမြန်မာတငယ်ချင်းတွေကြားထဲမှာအသုံးများဆုံးနံပါတ်1စင်ကတ်စက်သက်ရေးတိုင်တွေတိုးထားလို့အင်တာနက်2ဆပုံမြန်လာပြီနော်ဒီဗီဒီယိုလေးကို like comment and share လုပ်ဖို့မမေ့နဲ့အောင်နော်တတား